Man City ကိုပြက်4-0နဲ့ရှုံးနေပြီး FA ဖလားထွက်ခွာခဲ့ရမှုဟာအာနီစလော့အတွက်နောက်ဆုံးရသည်ဖြစ်သွားနိုင်မလားမင်္ဂလာပါလီဗာပူးရှိုးမြန်မာတူတာပါလီဗာပူးအသင်းသည်ကျွန်တော်တို့ Man City အသင်းကိုရလက်ကောခြေစွမ်းရောဂိုးပါအပြတ်သက်ရှုံးနေပြီးတော့ကျွန်တော် Man City အသင်းကိုဒီယာဒီမှာ3ချိန်တွေ့တယ်3ချိန်လုံးလက်မြောက်ရှုံးပေးခဲ့ရတယ်ဒီတစ်ချိန်လဲကျွန်တော်ကိုပြက်4-0ဆိုတဲ့ရလက်နဲ့ရှုံးနေပြီးတော့ FA ဖလားထွက်ခွာခဲ့ရတယ်အဲ့တော့ဒီပွဲအကြောင်းအပြည့်စုံသုံးသပ်ချက်မဟုတ်ပင်မဲ့လေဒီပွဲမှာတွေ့ရတဲ့အချက်လေးတွေပြောပြခြင်းနဲ့အကြောင်းအရာလေးရှိတယ်အဲ့တော့အဲ့ဒါလေးတွေကိုညီကိုတို့နဲ့အတူဆွေးနွေးသားမှာပဲဖြစ်ပါတယ်စစချင်းကျွန်တော်တို့ Man City Liverpool FA ဖလား quarter final သည် Liverpool အတွက် FA ဖလားသည်ဒီယာဒီမှာကျွန်တော်တို့မျှော်မှန်းလို့ရမယ့်ဖလားနှလုံးနဲ့တစ်လုံးဖြစ်တဲ့ Champions League ဖလားရှိမယ် FA ဖလားရှိမယ်အကယ်၍သာ Man City ကို Liverpool သာ FA ဖလားမှာကြော်သားပြီဆိုလို့ရှိရင် Champions League ထက်စားလို့ရှိရင် FA ဖလားသည်အများကြီးကျွန်တော်တို့ရနိုင်ကြီးအခွင့်အလမ်းများတယ် Liverpool အတွက် Liverpool အခုလိုကျွန်တော်တို့ဆိုးရွားနေတဲ့ season လို့ပြောလို့ရမယ့် season တစ်ခုအတွက် FA ဖလားသည်တကယ်ကိုကယ်တင်လို့ရမယ့်ထွက်ပေါက်တစ်ခုဖြစ်တယ်ထွက်ပေါက်ဖလားတစ်ခုဖြစ်တယ်အဲ့ဒါကိုအခုပြန်ဘက်တွေဖြစ်တဲ့ Arsenal ဒီလည်းတခြားတစ်ဖက်မှာကျွန်တော်တို့ဆောက်တဲ့တုံရှုံးနေပြီးထွက်သွားပါပြီအဲ့တော့အသင်းကြီးဆိုလို့ Chelsea တသင်းပဲရှိတော့တဲ့အနေထားမှာ Man City အသင်းကိုသာအနိုင်ရသွားပြီဆိုလို့ရှိရင် FA ဖလားရဲ့ကျွန်တော်ရနိုင်ကြီးကတော်တော်လေးကိုမြင့်တယ်ကျွန်တော်ဒီယာဒီမှာလည်းဖလားလက်မဲ့အခြေအနေနဲ့ကျွန်တော်ကင်းဝေးနိုင်မှုရှိတယ်အဲ့တော့အဲ့ဒါကိုဒီအခွင့်အရေးလီဗာပူးအသင်းတို့အသုံးမချနိုင်ခဲ့ဘူး Man City အသင်းကိုရှုံးနေပြီးတော့ FA ဖလား quarter final လက်ပြနှုတ်ဆက်ခဲ့ရတယ်ရှုံးနေတာတော့ရိုးသားရှုံးနေတာမဟုတ်ဘူးကိုပြက်ခြေပြက်ကိုတော်တော်လေးရှက်စရာကောင်းတဲ့ရှုံးနေမှုတစ်ခုနဲ့ရှုံးနေခဲ့တယ်အဲ့တော့ဒီပွဲမှာနည်းနည်းလေးမြင်တဲ့အမြင်လေးတွေပြောပြမယ်ပထမဆုံးတစ်ခုဒီလီဗာပူးအသင်းဒီပွဲစားခြင်းအချိန်ကတော့ဟုတ်မလို့လို့နဲ့သူတိုက်စစ်အချိန်အဟုန်လေးအတွဲဖက်မိမိလေးနဲ့ကစားခဲ့ပင်မဲ့လေ Man City အသင်းတို့ကျွန်တော်တို့ penalty ပေးရပြီးနောက်ပိုင်း Man City အသင်း penalty ရပြီးနောက်ပိုင်း 1-0 ဖြစ်သွားပြီးနောက်ပိုင်းမှာတော်တော်လေးလီဗာပူးအသင်းရဲ့ performance တွေစိတ်ဓာတ်တွေရှိတဲ့ mentality တွေအကုန်ပြုတ်ကျပြီးတော့တကယ်ကိုအယုတ်ကျိုးပြတ်ဖြစ်သွားခဲ့တယ်ဖြစ်ပြီးတော့လုံးဝ Man City အသင်းတောက်လျှောက်ဂိုးတွေပေးခဲ့ရတယ် 2-0 3-0 4-0 ပေးခဲ့ရတယ်အဲ့တော့ပထမပိုင်းမှာကျွန်တော်တို့နှစ်ဂိုးပေးရပြီးနောက်ပိုင်းမှာကတည်းကလီဗာပူးအသင်းဒီပွဲမှာရှုံးနေမယ်ဒီ quarter final ကနေထွက်ခွာရမယ်ဆိုတော့ feeling မျိုးလီဗာပူးပရိသတ်တွေတိုင်းမှာရမယ်လို့ထင်တယ်အရင်ကကျွန်တော်ရှိခဲ့တဲ့လီဗာပူးအသင်းစိတ်ဓာတ်တွေဒါမျိုးလုံးဝမဟုတ်ခဲ့ဘူးတကယ်ကိုဒါမျိုးမဟုတ်ဘူးကျွန်တော်ဗီဒီယိုမကြသေးခင်ကပဲတင်ထားတဲ့ Champions League comeback အကြောင်းဘာစီလိုနာနဲ့လီဗာပူးစိတ်ဓာတ်ဆိုတာအဲ့လိုမျိုးလီဗာပူးအရင်ကရှိခဲ့တဲ့စိတ်ဓာတ်လီဗာပူး DNA ဆိုတာအဲ့လိုမျိုးဘလောက်ပဲ 3-0 ရှုံးမလားဘလောက်ပဲရှုံးတော့ comeback လုံနိုင်မဲ့အနေထားမှာရှိတယ်ဘယ်နှကိုပြက်နဲ့ပဲရှုံးနေခဲ့ပါစီလီဗာပူးအသင်းရဲ့စိတ်ဓာတ်လီဗာပူးအသင်း DNA ဆိုတာ comeback လုံနိုင်မဲ့ကျွန်တော်တို့feeling မျိုးတွေလီဗာပူးအသင်းခံစားရတယ်လုံနိုင်ခဲ့သည်ရှိမရှိဒါပေမဲ့အခုအချိန်နေရတော့လီဗာပူးရဲ့အဲ့လိုမျိုး mentality ဘိုင်းကလုံးဝကြီးပျောက်ဆုံးသွားပြီး comeback လုပ်မယ်ဆိုတဲ့ feeling ကြီးလုံးဝမရတော့ပထမပိုင်းမှာကလေးကမရခဲ့တော့တွေ့ရတယ်နောက်တစ်ခုဒီကျွန်တော်တို့Man City နဲ့ Liverpool ဒီအရင်နှစ်တွေကတည်းကတောက်လျှောက်ကိုကျွန်တော်ပြင်ဆင်မှုပြင်းထန်ခဲ့တဲ့ Premier League ကအကောင်းဆုံးအသင်းနှစ်သင်းလို့ပြောရရမယ်ဒီ Klopp လက်ထက်မှာတော့ဒီအသင်းနဲ့ပြင်ဆင်မှုအပြင်ကျွန်တော်တို့ကစားသမားတွေပြင်ဆင်မှုအဓိကနီးပြကြီးနှစ်ယောက်ရဲ့ပြင်ဆင်မှုယာယင် Klopp နဲ့ Pep Guardiola ရဲ့ပြင်ဆင်မှုတကယ်ကိုကျွန်တော်ဘားတပြန်ကြားတပြန်တော်တော်လေးကိုကြည့်ကောင်းတဲ့ပြင်ဆင်မှုတွေဖြစ်ခဲ့တယ် Guardiola အနေနဲ့လည်းယာယင် Klopp ရဲ့ level အသင်းကိုရင်ဆိုင်ရတာသူ့အတွက်သူကျွန်တော်နီးပြတက်တဲ့တစ်ချောက်အတွက်အခက်အခဲဆုံးအသင်းပါဆိုပြီးတော့ကျွန်တော် Guardiola ပြောကြားသွားခဲ့တကယ်ကိုကျွန်တော်ကြီးမားတဲ့ပြင်ဆင်မှုတွေးရှိခဲ့ဒါပေမဲ့ဒီလိုမျိုးပြင်ဆင်မှုတွေဒီ Arne Slot လက်ထက်မှာလုံးဝမရှိတော့ပါဘူးတကယ်ကို Man City အသင်း DRD မှာလီဗာပူးအသင်းကိုကစားသွားတာတော်တော်လေးကိုကျွန်တော်တို့ level မတူတဲ့အသင်းနှစ်သင်းကစားနေသလိုဖြစ်နေတယ်ကျွန်တော် Premier League မှာလည်းကိုပြက်သူ့အိမ်ဝင်မှာနိုင်တယ်ကျွန်တော် FA ဖလားမှာလည်းကိုပြက်ပဲထပ်ပြီးတော့ 4-0 တို့တေချာတာကတော့ Jurgen Klopp နဲ့ Pep Guardiola လိုမျိုးကျွန်တော်ပြိုင်ဆိုင်မှုတွေကတော့ Liverpool Man City ပြိုင်ဆိုင်မှုတွေကအခုလုံးဝမရှိတော့ဘူးတော်တော်လေးကိုဒီမတူတဲ့အသင်းနှစ်သင်းအခြေအနေမျိုးရောက်သွားပြီအဲ့တော့ Liverpool အသင်းရှုံးပွဲရလိုက်တွေကကျွန်တော်မြင်ရတယ်ဒီဟာလေးကိုတွေးမိတယ်ဒီပွဲကြည့်ပြီးတော့ပြီးနောက်တစ်ချက်ဒီ Mohamed Salah ရဲ့ performance ဖြစ်ပါတယ် Mohamed Salah ဒီတော်တော်လေးကိုကျသွားပြီသူ့ရဲ့ကျွန်တော်တို့ဇရာသူကျလာတဲ့အချိန်ရောက်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးခြေစွမ်းနေကျသွားပြီသူ့ရဲ့ physical test တွေကျွန်တော်တို့အဆုံးသက်တွေ practical နာအစတကယ်အရင်က level နဲ့မတူတော့တဲ့အချိန်တွေမျိုးရောက်သွားပြီမနှစ်က
မိုဟာမက်ဆာလာမှာရှိတဲ့နောက်ဆုံးရှိတဲ့မီးစာလေးဗျမနစ်ကထတောက်သွားတယ်နဲ့တူပါတယ်မီးစာအကုန်ရမ်းသွားလိုက်တယ်နဲ့တူပါတယ်ဒီနှစ်တော်တော်လေးကိုတကယ်အကြပန်ရောက်ပြီးတော့လုံးဝနောက်ဆုံး 1/1 chance တွေလွဲတယ်ပြီးရင်နောက်ဆုံး penalty လေးရတယ်ဒီ penalty ရတဲ့ penalty ကိုလည်းဝင်ကံမသွင်းနိုင်ဘူး penalty လွဲတဲ့နှစ်ကြိမ်ရှိချန်ပီယံလိမှာလည်းတစ်ကြိမ်လွဲတယ်အခုအဖေဖလားမှာလည်းတစ်ကြိမ်ထပ်လွဲတယ်အဲ့တော့ကျွန်တော်မနစ်ကမီးစာထတောက်သွားပြီးတော့ဒီနှစ်မီးစာငိမ့်သွားတဲ့မိုဟာမက်ဆာလာကိုကျွန်တော်ဒီပွဲစဉ်မှာတွေ့ရှိလိုက်ရတယ်ဒါကတော့ဒီဇယားရဲ့သဘောတရားသူအသက်အရွယ်နဲ့ကျွန်တော်ပရီးမီယာလိတို့ကျွန်တော်အင်္ဂလန်မြေမှာကစားတဲ့ intensity တွေကတော့တော်တော်လေးကိုအားကြောင့်တော်တော်လေးရုန်းကန်နေရတယ်အဲ့တော့မိုဟာမက်ဆာလာဒီလဲကျွန်တော်အကောင်းဆုံးဒီဘူးမှာအတိတ်မှာပေးဆက်ခဲ့ပြီးပြီအဲ့တော့ဒီမှာသူ့အသက်အရွယ်ကြောင့်ကြာတာကိုတော့ကျွန်တော်တို့မိုဟာမက်ဆာလာကြောင့်လေဘူးတဲ့အဲ့လိုဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးပြီးနောက်တစ်ချက်ဒီကျွန်တော်လီဗာပူးပရိသတ်ကွင်းအတွင်းကစောစီးစွာထွက်ခွာသွားတဲ့လီဗာပူးပရိသတ်တွေအကြောင်းပဲဖြစ်ပါတယ်လီဗာပူးပရိသတ်တွေဒီကျွန်တော်တို့ပွဲမပြီးသေးဘူးကြံသေးတဲ့အချိန်အများကြီးကြံသေးတဲ့အချိန်မှာချိုးပရိသတ်တွေစောစီးစွာကျွန်တော်တို့စိတ်ပြတ်ပြီးတော့လီဗာပူးအသင်းကွင်းကနေပြီးထွက်ခွာသွားခဲ့ကြတယ်အဲ့ဒါကိုပွဲပြီးကန်ဒီအဲ့ဒါကိုပွဲပြီးတော့ဒိုမနစ်ဆိုဘိုစလိုင်းကဘာလို့ထွက်ခွာသွားလဲဆိုတဲ့ပုံစံနဲ့သူစိတ်ပြက်လက်ပြက်ဒီပရိသတ်တွေကိုကျွန်တော်လက်ခုပ်တီးရဲ့အချိန်မှာမေကွန်ထုတ်နေတဲ့ပုံစံကိုကျွန်တော်မြင်ခဲ့ရတယ်ဒါပေမဲ့အရင်ကလေဒိုမနစ်ဆိုဘိုစလိုင်းမေကွန်ထုတ်ခဲ့ဘူးတယ်အရင်ကကျွန်တော်တို့မေကွန်ထုတ်တဲ့အချိန်မှာကျွန်တော်ဒိုမနစ်ဆိုဘိုစလိုင်းဘက်မှာဘက်ကနေပြီးကျွန်တော်ရှိခဲ့တယ်ကျွန်တော်ပြောပေးခဲ့ဒါပေမဲ့အခုအချိန်မှာတော့ကျွန်တော်ဒိုမနစ်ဆိုဘိုစလိုင်းဘက်ကနေလို့မရဘူးကျွန်တော်မနေတော့ဘူးကျွန်တော်ဒီအချိန်မှာတော့လီဗာပူးပရိသတ်တွေထွက်ခွာသွားတယ်လီဗာပူးပရိသတ်တွေဘက်ကကျွန်တော်ရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းဘူးပရိသတ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဘာလို့ထွက်ခွာလဲဆိုတဲ့ feeling ကောင်းကောင်းကြီးနားလေတယ်ကောင်းကောင်းကြီးသိတယ်အဲ့တော့ဒိုမနစ်ဆိုဆိုင်မေကွန်ထိုးလို့ရမယ့်အနေအထားမျိုးမှာကျွန်တော်ဒီချိန်ဒီမှာရှိမနေဘူးသူတို့ပြသတဲ့ခြေစွမ်းဒိုမနစ်ဆိုဆိုင်ဆိုစလိုက်ဒီနေ့ပွဲမှာလည်း performance ကအရင်မကောင်းခဲ့ဒါပေမဲ့ season လုံးမှာသူထမ်းတင်ထားခဲ့တယ်ဆိုပေမဲ့လည်းဒီနေ့ခြေစွမ်းအရာအသင်းတစ်သင်းလုံးပြထားတဲ့ခြေစွမ်းအရာသူပရိသတ်တွေကိုမေကွန်ထုတ်ခွင့်မရှိဘူးမေကွန်ထုတ်လို့မရဘူးနောက်ထိဆိုးရွားပြီးတော့အဆင့်တန်း level တစ်ခုကွာနေတဲ့အသင်း comeback လုပ်ဖို့လုံးဝ feeling မရှိတဲ့အသင်းကစားပုံကျွန်တော်တို့လုံးဝကြည့်လို့အဆင်မပြေတော့တဲ့အသင်းစိတ်သက် mentality လီဗာပူး mentality မရှိတဲ့အသင်းအတွက်လီဗာပူးပြည်သက်တွေကဘာဖြစ်လို့မိနစ်90အထိကြည့်နေပါလဲဒါလီဗာပူးပြည်သက်တွေအတွက်လီဗာပူးပြည်သက်တွေဘက်ကနေပြီးကျွန်တော်လက်ခံမိတဲ့အမှန်တရားဖြစ်တယ်အဲ့တော့အဲ့လိုမျိုးမဖြစ်စေချင်လို့ရှိရင်လီဗာပူးအသင်းintensity ပြင်းနဲ့ကစားဖို့လိုတယ်စိတ်ဓာတ်တွေပြင်ဖို့လိုတယ်ကျွန်တော်တို့ကစားကွက်တွေပို့ပြီးတော့တကယ်အရင်ကရိုင် club ကြီးတီဆောက်ခဲ့တယ်လေဘူးအသင်း DNA တခုပြသဖို့လိုတယ်အဲ့လိုမပြသပြန်ဒီလိုချင်းနေတဲ့ကစားပုံနဲ့ဂိုးပြက်တွေရှုံးနေတဲ့ရွေးတော့လူပရိသတ်တွေလုံးတာမှန်သမျှကိုသူတို့ဒီမေကွန်ထုတ်ခွင့်မရှိပါဘူးပြီးရင်လူပရိသတ်တွေပြန်တဲ့အချိန်မှာကျွန်တော်တို့တချင်းအော်ဆိုသွားတယ်ဗာဒီကျွန်တော်တို့ဒီပြန်တဲ့ MV ကွင်းကနေပြန်တဲ့ရှောက်လန်းဆင်းတဲ့အချိန်မှာလူပရိသတ်တွေတချင်းအော်ဆိုသွားခဲ့တယ်ဗာတချင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဇာဗီအလွန်ဆိုနဲ့ဒီစတီဗန်ဂျရက်ပေါ့သူတို့နှစ်ယောက်ကိုအဓိကဇာဗီအလွန်ဆိုလည်းပြောတယ်စတီဗန်ဂျရက်ကိုပြောတဲ့အခါတွေလည်းရှိတယ်လီဗာပူးအသင်းလာပေးပါလီဗာပူးနီးပြအဖြစ်လုပ်ပေးပါဆိုပြီးသူတို့က chanting ပုံစံမျိုးတချင်း off ဆိုပြီးတော့ပြန်သွားခဲ့ကြတယ်ဒါဒီလီဗာပူးအသင်းတမိုင်းတစ်ချောင်းမှာတော်တော်ရှားတယ်လီဗာပူးပြည်သက်တွေကြားထဲမှာတော်တော်ရှားတဲ့လောက်ရဖြစ်တယ်သူတို့ဒီလက်ရှိနီးပြရဲ့အခြေအနေအရေးချက်ကိုသူတို့ခံနိုင်ခြင်းမရှိတော့အဲ့ဒီအတွက်ကြောင့်မလို့လောက်တာဖြစ်တယ်ဒီလိုမျိုးဖြစ်ချင်းဒီလီဗာပူးအသင်းအတွက်လည်းရှက်စရာကောင်းတယ်လို့အခုလက်ရှိအာနီစလော့အတွက်လည်းတော်တော်လေးကိုရှက်စရာကောင်းတယ်ပြင်ဆင်ရမယ့်အချက်ဖြစ်တယ်လူပြည်သက်တွေကတော့အဲ့လိုမျိုးဆန္ဒပြပြီးတော့ကျွန်တော်တို့ဒီလျှောက်လန်းနေပြီးတော့ဆင်းသွားခဲ့ကြတယ်ပြီးမက်ဆီတီပြည်သက်တွေကလည်းကျွန်တော်တို့ရှုံးနေနေတဲ့အချိန်မှာအာနီစလော့ရဲ့နာမည်ကိုခေါ်ပြီးတော့နာမည်ကိုပြောပြီးတော့ကျွန်တော်တို့မန်နေဂျာမင်းဒီပွဲပြီးလို့ရှိရင်မင်းထုတ်ခံပြီဆိုပြီးတော့အလောင်းပြောင်ပြီးတော့မက်ဆီပြည်သက်တွေကလည်းပြောခဲ့ကြတယ်တကယ်လီဗာပူးအသင်းနီးပြရဲ့ aura လီဗာပူးအသင်းနီးပြရဲ့ဩဇာတော့လုံးဝကျသွားပြီတကယ်ပြန်မဲ့ပြည်သက်တွေကိုပြည်သက်တွေကပါအဲ့လိုပြောတဲ့အဆင့်ထိဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုကျွန်တော်တို့စဉ်းစားစရာတွေဖြစ်လာပြီးအာနီစတော့ပြုပြင်ပြောင်းလဲမဲ့အခြေအနေတွေဖြစ်တယ်အဲ့နောက်ဆုံးမှာလီဗာပူးအသင်းကျွန်တော်တို့ဖလားနှလုံးပဲကျွန်တော်တဲ့အထက်မှာ FA ဖလားထွက်ခွာသွားပြီးနောက်ဆုံးချန်ပီယံလိဖလားပဲရှိတော့တယ်ချန်ပီယံလိဖလားမှာလည်းဒီလိုခြေစွမ်းမျိုးနဲ့ဆိုလို့ရှိရင်တော့မျောလင့်မနေနဲ့မျောလင့်လို့မရဘူးကျွန်တော်တို့ဘလိုပဲလီဗာပူးအသင်းအရင်က history ရှိခဲ့တယ်ပြောချန်ပီယံလိမှာတွေ့ရမယ့်ပြန်မဲ့ဒီ FA ဖလားမှာတွေ့ရတဲ့ပြန်မဲ့တွေအများကြီးခက်တယ်ကျွန်တော်တို့9ဆလောက်ခက်တယ် PSG
တွေ့ရမယ်ပြီးရင်ကြော်လို့ရှိရင်ကျွန်တော်တို့တွေ့ရမှာကျွန်တော် Real နဲ့ Bayern တင်းเนาะအဲ့လိုဆိုတော့လမ်းကြောင်းကတော်တော်လေးကြက်တယ်ခက်ခဲတဲ့အနေထားမှာရှိတယ်အဲ့တော့အာနီစလော့နဲ့လီဗာပူးအသင်းသားတွေဒီလိုမျိုးစိတ်သက်ဒီလိုမျိုးလီဗာပူးအသင်းစိတ်သက်ကစားပုံတွေ intensity တွေအဲ့လိုမျိုးမပြည့်နိုင်သေးတဲ့၍လီဗာပူး DNA ကိုမမြင်ရသေးတဲ့၍တော့ကျွန်တော်တို့လီဗာပူးအသင်းချန်ပီယံလိဖလားကလည်းကျွန်တော်မျှော်လင့်ဖို့တော်တော်လေးခက်ခဲနိုင်အောင်မဲ့အခြေအနေဖြစ်တယ်FA ဖလားပွဲမတိုင်ခင်တော့ဆိုကျွန်တော်မျှော်လင့်နည်းနည်းလေးအပြေးဝဖို့လို့ကျွန်တော်နည်းနည်းလေးမျှော်လင့်ခဲ့မိတယ်ဘာလို့လဲဆိုတော့ဒီယာဒီမှာအာနီစလော့ဒီကျွန်တော်တို့ league မှာမကောင်းပေမဲ့လည်းရလက်မကောင်းပေမဲ့လည်းကျွန်တော်တို့ဟိုဖလားပွဲစဉ်တွေမှာ FA ဖလားဖြစ်ချန်ပီယံလိပွဲစဉ်တွေမှာရလက်ကောင်းကောင်းပိုင်ဆိုင်ထားပြီးတော့ကျွန်တော်တို့နှစ်ခုကိုအာရုံစိုက်နေတဲ့တဒန်ရှိတယ်ဒါပေမဲ့ Man City အသင်းနဲ့တွဲဆုံတဲ့ပွဲအပြီးမှာတော့တော်လေးကိုချန်ပီယံလိဖလားလေခက်ခဲအရန်မျှော်လင့်မှုခက်ခဲနိုင်မဲ့ရှင်နေဖြစ်နေတယ်ဒါပေမဲ့လီဗာပူးတယောက်ဖြစ်တဲ့အနေနဲ့မျှော်လင့်ပြီးအားပေးမယ်ဘယ်လိုပဲဖြစ်ဒါပေမဲ့လည်းလက်တွေ့စဉ်းစားသုံးသပ်မယ်ဆိုလို့ရှိရင်တော့ခက်ခဲပါကြောင်းမပြင်လို့ရှိရင်တော့ကျွန်တော်တို့ဒီလိုကစားကွက်ဒီလိုပုံစံမျိုးမပြင်လို့ရှိရင်တော့ချန်ပီယံလိလည်းအဆင်မပြေသေးပါကြောင်းပြောကြတဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ညီကိုတော့ဒီပွဲမှာဘယ်လိုမြင်ကြလဲ comment ထဲမှာငါတို့ဆွေးနွေးသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်